Nice. I mean, it's not a hard way to hear. 2 3ရိုက် Yeah. အားလုံးမင်္ဂလာရှိသောနေ့ရက်ကလေးမှာကျွန်တော်တို့ဘယ်မှာရောက်နေတာလဲဆိုရင်ကျွန်တော်တို့မဟာချိုင်စားတော့ဆိုင်မှာရောက်နေတာဖြစ်ပါတယ်ဘယ်သူတွေပါလဲလို့ကျွန်တော်မပြောဘူးเนาะဒါပေမဲ့ပြောမယ်ဗျာမပြောဘူးဗျာကျုပ်တယောက်တည်းကိုရွှေ့ချက်ကိုခတ်နေတာဟဲ့ကြားတော့ကျွန်တော်လည်းတော့ရှုပ်နေပါပြီဗျာဒါမှဟိမ့်မဲ့တယ်ဒါမသိတော့ပါဘူးဗျာခရမ်းဒီကျွန်တော်စားကြလို့မဟုတ်ဘူးကျွန်တော်နဲ့အတူပါလာတယ်ကျွန်တော်တူတွေဘောလာတွေမတွေ့ရကြဘူးဖြစ်တဲ့ဟောကြည့်လိုက်ပါလည်းလည်းကြားလိုက်ပါအဲ့ဒါကကျွန်တော်တို့မျက်လက်ဆရာအားလာတယ်ပါအားကြောင့်ကျွန်တော်တို့အင်မတန်လေးစားရတဲ့ဆရာဟုတ်တယ်နော်ဟုတ်ပြီဘုရားမှာကြည့်လိုက်ဦးကျွန်တော်နဲ့မတွေ့ရကြဘူးဖြစ်တယ်ကျွန်တော်ရဲ့ That's in our cat. ကျွန်တော်ကပြောင်းကြီးလို့ခေါ်တာပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုကွေတွေကိုအများဆုံးရိုက်ပေးတယ်ရွှေဝါဝင်းခုနိုင်ပေါ့နော်ခုနိုင်သူကတော့လာမယ်အခုဖုန်းတိုင်ပြီးရိုက်နေတာတော့ကင်မရာအဆုံးဖြတ်နေကြပြီးတော့ဓာတ်ပုံကင်မရာအဆုံးဖြတ်နေကြပြီးရိုက်တယ်ရန်ကုန်လာပြီလူပဲကျွန်တော်တို့ဒီဘာဆိုင်မှာဒီကိုတွေတွေ့တော့ကစကားစကားပြောတော့ရဆိုင်ပေါ့အခုရှေ့ဆက်ပြီးတော့ကျွန်တော်တောင်းဆိုနေတာကဒီနေရာမှာကျွန်တော်မတောင်းဆိုနဲ့ကျွန်တော်ပတ်လုံးမရှိတဲ့အတွက်ဘာမှတီးကြလို့မရဘူးဟိုကလည်းပဲကင်မရာတွေဘာမှမရှိတော့တဲ့ရိုက်လို့ပြန်အားလုံးပုံပါအားလုံးပုံပါဒီတဲ့ကအကောင်းဆုံးဖြော်ပြမှုကတော့ဟောဆရာအာလာတွေရဲ့မျက်လက်ပညာဆရာမျက်လက်ပညာအစွမ်းလေးတော့ကျွန်တော်တို့ကတော့နည်းနည်းတော့ချင်းနေကိုပြအောင်ဆရာနည်းနည်းပြောလိုက်ပါဦးကျွန်တော်ဒီပြောမယ်မျက်လက်ရွေးပြဆိုတော့ပြိတ္တမျက်လက်မယူနိုင်တဲ့မျက်လက်ပြပေါ့ဒီလေးတူကလည်းမကြည့်ဘူးလားမမြင်ဘူးလားပေါ့အပြင်မှာပေါ့ကျွန်တော်ဟုတ်ကဲ့လားဘယ်တော့ပြလာတွေမပြနဲ့တော့ကိုဘဲတော့တရားကဘယ်တော့အခုချိန်မှာသူ့ရဲ့မရီလေးနဲ့သူကနှံ့နေမရီလေးနဲ့နှံ့နေဆိုမြင်လဲပြောရဘူးကိုဘယ်တော့ပြတာမပြပါဘူးကျွန်တော်ကိုဘယ်တော့ရဲ့ဟိုမပြတာလေကျွန်တော်ပြန်ပြောပြကြည့်လေကိုဘယ်တော့ဆရာဆိုရင်ဆရာပီလာဆိုပြပါပါအဲ့တော့ဟိုဆရာအာလာတွေပြရဲ့ရင်းလက်ပြပလေးတွေကိုကျွန်တော်တို့အတင်းကြီးကျွန်တော်တို့စာရေးတော်ရင်ကြည့်မယ်ခုနိုင်ကြည့်ပါလားကြည့်ရင်ပဲငါချက်ဒီမှာပဲကြည့်ပါလိုက်နေဆရာတွေပြီးတော့မြဲလက်တင်ညာအစွမ်းပြပါပါကြည့်ပါလားကြည့်ပါစေကြည့်ရတယ်ရပါဒါ evidence ကျွန်တော်အခုဟာလေးအခြေခံနည်းလေးကျွန်တော်ပြပြီအဲ့ဒါလေး close up ပါ close up ဆိုတော့ဟိုကြည့်မယ်ဦး